ဆိုတော့ကျွန်တော် look ကိုအဲ့လိုလောက change တယ်လို့သိတယ်ဥပဒေမှာမသိရမသိရအောင်ဒါကကျွန်တော်ကတယောက်တည်းပဲဒါပေမဲ့အဲ့လိုနောက်မှလည်းခုခုရှိရမှာလေတော့အဲ့လို dance ထောင်လိုက်ကိုကြီးကဆို jig လေးပဲဖြစ်ဒေါ်ဒီလေးပဲဖြစ်ဟုတ်တက်တော့တက်တော့ဒီလည်းပြီးတော့ fake out တယ်ဆိုပြီးလည်းပြီးတော့နောက်တစ်ခုကျတော့မိုးတွေရွာချလာကျွန်တော်လာရဲ့မိုးစင်းညာအဲ့လိုရွာချလာတဲ့အချိန်ကျတော့ဒီကိုဖဲ့မိုးလာတာကျတော့ team မဆောင်ဘူးတိလာဘေးမီတာချင်းဆောင်အဲ့လိုမိုးကြီးတာအဲ့ဒါကိုသူ့ဘာမှလုပ်ခိုင်းတာမကင်မရာကိုလုပ်ပဲကြည့်အဲ့ဒါမှခေလေးလေးကြာဖြစ်နိုင်ဘာလဲဒီကြလေဒီလိုချားလိုက်နောက်တစ်ချက်ကောင်းပြီအဲ့ဒါကြည့်ဒီလိုချမ်းနေကဒီလိုပြောင်းပြီးတီးနေမှာအဲ့ဒါဒါပေမဲ့ပွဲပြလိုက်တော့အဲ့မှာ6လေးပါခေတာကြည့်တော့ပဲဒီပါအဲ့ပြီးတော့ချိန်ငယ်ရဲ့ပုံစံအဲ့ပါပေါ့နော်ဘလို့လိုချင်လဲဆိုကျွန်တော်တို့ lighting ပပလေးပဲဝင်နေပြီးတော့သဘောက natural လေးအတိုင်းပဲရှိနေတဲ့ပုံစံတမင်းစားတယ်ခုခုလာလို့အဲ့တော့တော့ဟာလာမယ်ကောင်းတယ်ကြော်လာပြီနော်နေတိုင်းပဲကောင်းတယ်နော်ဘိုးကတော်တော်မိုင်းနေပြီ2 1ဘောကြည့်လိုက်မယ်နောက်ဆုံး